အိမ်မဝယ်တော့ဘူးငါစီမှာရှိတဲ့ငွေ150သိန်းလုံးနဲ့ရွှေပဲဝယ်မယ်အားလုံးပဲမင်္ဂလာပါ6လမင်းကြည်စံဒီအခြေအနေကိုအခုက2020ခုနှစ်လေးအိမ်ဝယ်ဖို့ဘလောက်ခက်ခဲလဲဆိုတာမင်းတီလားငါတို့မနေ့6နာရီကလေးကတန်းစီနေတာနေရောညပါ3ရက်တိတိရှိပြီအခုမှမင်းကမဝယ်တော့ဘူးလို့ပြောချင်တိုင်းပြောနေတာလားဟုတ်တယ်လေကိုချောင်းအခုအိမ်ဈေးကတရက်ကိုတစ်ဈေးဖြစ်နေတာဒုံးပြန်လို့ထိုးတက်နေတာကြည့်ပါဦးဒီစတူယမ်မီတာကိုဆက်ရှိတဲ့အိမ်က150သိန်းနဲ့ပါဘလောက်တန်လဲမင်းဆက်မဝယ်ရင်တခြားလူတွေလူဝယ်သွားလိမ့်မယ်ငါဆုံးဖြတ်ပြီးအိမ်မဝယ်တော့ဘူးငါငွေ150သိန်းလုံးနဲ့ရွှေပဲဝယ်မယ်အာငါနာများမကြတာလား6လရွှေဝယ်မယ်လေလားဒီခေတ်ကြီးတဲ့ရွှေဝယ်တဲ့လူရှိသေးတာလားမင်းငါ့ကိုနောက်နေတာလားငါပြောတာနားထောင်စမ်းပါငါအသက်50ကျော်နေလာခဲ့တာရွှေဝယ်လို့ချမ်းသာသွားတဲ့လူတယောက်မှမတွေ့ဘူးသေးဘူးကြည်စမ်းပါမင်းအမေတို့ဒီပိုက်ဆံစုရတာလွယ်တယ်များမှတ်နေလားဒါကိုရေထဲပစ်ချလိုက်ရင်တော့အတန်လေးတောင်ကြားရအောင်မယ်ဟုတ်တယ်ချွေးနှဲစာတွေဖြစ်လို့ပဲပို့ပြီးတော့အလားအတာမဖြုံးတီးတင်တာပေါ့ရွှေဝယ်တာကအလားအတာဖြုံးတီးတာလေလားမင်းဘလို့များပြောလိုက်တာလဲလူတိုင်းအသေးလဲစူးစမ်းနေကြချိန်မှာရွှေဝယ်တာကဖြုံးတီးတာပေါ့ကြည်စမ်းအခုအိမ်ဝယ်တဲ့လူတိုင်းညံ့နေကြပြီမင်းအကောင်းဆုံးကရွှေမဝယ်တာပါပဲအဲ့ဒါမှဖြုံးတီးရကြတာရွှေဖះရည်ဒါဘဲခေရောက်နေပြီလဲဘသူကအဲ့ဒါကိုဝယ်တော့မှလဲဟုတ်ပါလွန်ခဲ့တဲ့10နှစ်ကရွှေလူဝယ်ကြတဲ့အတော်ကြီးတွေများမှတ်နေလား10နှစ်လောက်အရှုံးပေါ်နေတာတော့မှတ်ညံမရသေးဘူးလားအာဖျားတော့မဖျားပါဘူး6လမ်းမင်းတက္ကသိုလ်တက်ခဲ့တာအလကားပဲရွှေဈေးက10နှစ်လောက်မတက်ပဲတည်နေတဲ့ရေလိုဖြစ်နေတာအဲ့ဒါကိုတော့မင်းမသိဘူးလား6လမ်းမင်းတကယ်ဘာတွေတွေးနေတာလဲမိမကိုတစ်ချိန်လောက်ယုံကြည်ပေးပါရှေ့ဆက်ပြီးရွှေဈေးကအများကြီးတက်လာလိမ့်မယ်အိမ်ဈေးကတော့တေချာပေါက်ကြလိမ့်မယ်ကောင်းပြီအိမ်ကိစ္စအကုန်စင်ပြေပြီလားအိမ်မဝယ်ဖြစ်ခဲ့ဘူးဟင်မဝယ်ခဲ့ဘူးနင်တို့3ရက်တောင်တန်းစီပြီးမှဘာလို့မဝယ်ခဲ့တာလဲ6လန်ကပတ်စံတွေအကုန်လုံးနဲ့ရွှေဝယ်မယ်တဲ့နင်ဘာပြောလိုက်တယ်အဲ့ဒါကငါတို့မိသားစုမျိုးဆက်3ဆက်စာစုဆောင်းထားတဲ့ပင်စင်စားစည်းတွေအကုန်ပဲလေအမေဒါကမျိုးဆက်3ဆက်စုဆောင်းထားတာဖြစ်လို့ပို့ပြီးတော့အလားအတာမဖြုံးတီးတင်တာပေါ့အဲ့ဒီအိမ်ရဘေးမှာကဓာတုဗေဒဆက်ယုံရှိတယ်အနံ့အသက်အရန်ဆိုးတယ်တွဲဖက်ဆောင်မဲ့အကြောင်းကလည်း9နှစ်ရှိပြီဘာမှမဆရသေးဘူးအခန်းကျယ်ကလည်းစတူယမ်မီတာ85ပဲရှိတယ်ဒီလိုအိမ်စုပ်ကိုတော့စတူယမ်မီတာကို16000နဲ့ရောင်းရဲတယ်ဝယ်တဲ့သူတိုင်းဒုက္ခရောက်မှာပဲဒါပေမဲ့ရွှေကတော့မတူဘူးအခု1ဂရမ်ကို300ပဲရှိတယ်ဒါက10စုနှစ်အတွင်းအနှိမ့်ဆုံးဈေးပဲအမေရိကန်ဒေါ်လာဈေးကျနေတဲ့ဗဟိုဘဏ်ကလည်းရွှေတွေဝယ်စုနေတဲ့ဒီအချက်လက်တွေကိုကျွန်တော်တစ်နှစ်ခွဲလောက်စောင့်ကြည့်ခဲ့တာရွှေကရှေ့လျှောက်တေချာပေါက်အစမတန်တက်လာလိမ့်မယ်အဖေမင်းကိုယုံတယ်တော်ပြီမင်းအခုချက်ချင်းထွက်သွားစမ်းကောင်းပြီလေဒီကိစ္စကရွာထဲမှာအကုန်ပြန့်နှံ့နေပြီ6လမ်းမင်းအုံနောက်ကိုမိကန်ထားတာလားအကုန်ကြည့်ကြစမ်းဒီစပွဲကိုကြည်စမ်းမျိုးဆက်3ဆက်စုထားတဲ့ဒီ150သိန်းကိုဒီမိသားစုဖြစ်မဲ့ကောင်ကရေစုံမျိုးပြစ်လိုက်ပြီခမေးခမက်ရေးစကားကိုကောင်းကောင်းပြောပါဗျာဖယ်ဆန်းရှင်တို့နဲ့ဘာမှပြောစရာမရှိဘူးအမေတော်ပါတော့နင်ဖယ်နေစမ်းသမီးမဖယ်ဘူးနင်အယူလားနင်သူ့ကိုလက်ထပ်ခဲ့တဲ့2နှစ်အတွင်းဘာများရခဲ့လို့လဲသူကအုံနောက်မမှန်ဘူးနင်မာရောပြီးယူနေတာလားသမီးသူ့ကိုလက်ထပ်ခဲ့တဲ့2နှစ်အတွင်းမှာသူသမီးကိုတနက်မှအညံ့မထားခဲ့ဘူးတရက်မှလည်းအချမ်းမခံခဲ့ဘူးသူ့ရဲ့လားစင်လားစာကိုစားစိတ်ကလွှဲရင်တပြားမှမချမ်းပဲသမီးကိုအကုန်အပ်တယ်ဒီနေ့သူချလိုက်တဲ့ဆုံးဖြတ်ချက်ကိုသမီးနားမလဲပါဘူးဒါပေမဲ့သူပဲကိုသွားသမီးကတော့နောက်ကနေလိုက်မှာပဲနင်ကသူ့ကိုဒီလောက်တောင်ကာကွယ်ပေးနေတာငါစောင့်ကြည့်အောင်မယ်သူနင့်ကိုဘလောက်ကောင်းတဲ့ဘဝမျိုးပေးနိုင်မလဲဆိုတာဆက်ပြီးရှင်တန်လို့မရတော့ရင်ငါစီပြန်လာပြီးမငုံနဲ့ငါမျက်နှာအပြတ်မခံနိုင်ဘူးခမ ्या ကိုနောက်ဆုံးတစ်ခေါက်အတီးပြုပါရစေ150သိန်းလုံးကိုခမ ्या တေချာပြီလားအကုန်လုံးရွှေဝယ်မှာတေချာလားအကုန်လုံးပဲအခုလက်ရှိရွှေဈေးက1ဂရမ်ကို302ကျပ်ရှိပါတယ်150သိန်းနဲ့တွက်ကြည့်လိုက်ရင်ကွက်တီ1000ဂရမ်ရပါမယ်လွန်ခဲ့တဲ့10နှစ်အတွင်းမှာရွှေဈေးကလုံးဝနှီးပါမလုပ်ခဲ့ဘူးစတော့ရှယ်ယာကစားတာရန်ပုံငွေဝယ်တာအိမ်ချမ်းမြေကစားတာတွေတွေ့ဖူးပါတယ်ဒါပေမဲ့မတွေ့ဘူးတာကတော့ပိုင်ဆိုင်သမျှအကုန်လုံးကိုရွှေပေါ်မှာပုံအောလိုက်တာမျိုးပါပဲခမ ्या ကရွှေကိုအတင်းဝယ်မယ်ဆိုရင်ဒါရင်းနှီးမြုပ်နှံတာမဟုတ်တော့ဘူးဒါလောင်းကစားလုပ်တာပဲပြောလို့ပြီးပြီလားပြီးပါပြီဒါဆိုကျွန်တော်လက်မှတ်ထိုးလိုက်ပြီ1000ဂရမ်ရွှေချောင်းတစ်ဆက်ချောင်းတစ်ချောင်းကို9ရဂရမ်စီတေချာချိတ်ပိတ်ထုတ်ပိုးထားပါတယ်တင့်ရှိမှတင်စစ်ဆေးကြည့်ပါဦးစစ်စရာမလိုတော့ပါဘူးအမှန်တိုင်းပြောရရင်သူကျွန်တော်ကိုဒီလောက်ထိထောက်ခံပေးလိမ့်မယ်လို့မထင်ထားခဲ့ဘူးဒီယုံကြည်မှုလေးတစ်ခုတည်းနဲ့တင်ကျွန်တော်ရဲ့ဒီတသက်မှာသူ့ကိုဘယ်တော့မှတစ္ဆာမဖောက်တော့ဘူးရှင်ရွှေပဲဝယ်ကြောက်ခဲပဲဝယ်အကုန်ရှုံးသွားရင်တော့မှကျမတို့နှစ်ယောက်အစားကနေအတူတူပြန်ကြိုးစားကြတာပေါ့ကျမတို့မှာလက်တွေခြေတွေရှိသေးတာပဲငတ်မသေးပါဘူးရန်ကျဲနောက်ထပ်တစ်လားလောက်ထပ်ဆောင်ပေးပါတစ်လားပြည့်သွားတဲ့အခါကျွန်တော်ဒီနေ့ချလိုက်တဲ့ဆုံးဖြတ်ချက်ကိုလူတိုင်းနားလည်လာကြလိမ့်မယ်ငါအင်္ဂရန်တွေကြလာပြီငါက2ခန်းငါက3ခန်းတမျိုးနယ်လုံးမှာအကောင်းဆုံးနဲ့အဈေးကြီးဆုံးအိမ်ယာတွေကြီးပဲကွန်လန်အိမ်ယာ9ခန်းအကုန်လုံးကငါမျိုးချွန်းရင်ပိုင်တာတွေကြီးပဲဖះရည်ကိုချွန်းရင်ခမ ्या တကယ်မိုက်တာပဲ9ခန်းတောင်ဒါဆိုတန်ဖိုးဘယ်လောက်တောင်ရှိမလဲဘန်ချင်းငွေနဲ့ဝယ်ထားတာကနဦး30%ပဲပေးရတာကြံတာကအကုန်လုံးဘန်ကပတ်စံတွေကြီးပဲကိုချွန်းရင်ဒါဆိုလစဉ်ပေးဆက်ရမယ့်ငွေကဘယ်လောက်လဲလစဉ်ပေးဆက်ရမှာကိုဘာကြောင့်နေစရာရှိလို့လဲဒီဘန်တွေကနောက်ကနေတကောက်လိုက်ပြီးပတ်စံလာပေးနေတာကိုမင်းတို့ကတော့မယူရဲဘူးဖြစ်နေတယ်တသက်လုံးဆင်းရဲတာနဲ့တောင်နေသေးတယ်မင်းတို့ပြောတဲ့6လန်ဆိုတဲ့ကောင်ကောသူရွှေဝယ်လိုက်တာနောင်တရလို့တေးလောက်ပြီမလားလာပြီ6လန်အကြောင်းပြောရင်6လန်ရောက်လာပြီဒါငါတို့ရွာရဲ့ရွှေဘရင်ကြီး6လန်မဟုတ်လား
လာဦးမင်းကိုအကောင်းစားလေးပြရအောင်မယ်မြင်လားဂရန်9အုပ်ကွန်လန်အင်ယာကဟာလွန်ခဲ့တဲ့တလကမင်းအသေးလဲမဝယ်ခဲ့တဲ့စတူယန်မီတာကိုဆက်အခန်းလေးကဒီထဲမှာပါတယ်ကွအဆောင်3အခန်းလေးရနှစ်မင်းသွားကြည့်ခဲ့တဲ့အခန်းလေးအခုတော့မျိုးဖြစ်သွားပြီငါလဲ2ခန်းဝယ်ထားတယ်ငါက3ခန်းအိမ်ကရှိသမျှပတ်စံတွေအကုန်ထုတ်ဝယ်လိုက်တာဟုတ်လားညီကိုမင်းရဲ့ရွှေချောင်းတစ်ဆက်ချောင်းကကောတလားတောင်ပြည့်သွားပြီဈေးတွေကောတက်နေပြီလားဘဲကလာတက်ရမှာလဲငါဒီနေ့မနေ့သတင်းကြည့်လိုက်တော့ရွှေဈေးက300ကျော်လေးပဲရှိသေးတယ်လုံးဝကိုမလုပ်တာကွာ10နှစ်လောက်ဈေးမတက်တဲ့ဟာကိုမင်းကတလအတွင်းတက်လာမယ်လို့မျှော်လင့်နေတာလားအိမ်မက်နေတာပဲနေမှာပါချောင်းလိုက်ရအကိုတို့ကမင်းကိုပြောတယ်လို့တော့မမှတ်ပါနဲ့မင်းကဘာပဲဖြစ်ဖြစ်တက္ကသိုလ်ကျောင်းဆင်းလေကွာဘလို့လုပ်ပြီးလွန်ခဲ့တဲ့10နှစ်ကရွှေလူဝယ်ကြတဲ့အတော်ကြီးတွေနဲ့တွားတူနေရတာလဲရွှေဈေးက300ကျော်လေးနဲ့လုံးဝကိုမတက်ပဲ10နှစ်လောက်အရှုံးပေါ်နေတာလေဒီ10နှစ်အတွင်းမှာအိမ်ဈေးက10ဆတောင်တက်သွားပြီးဝယ်ပြီးတာနဲ့ချက်ချင်းမြတ်တာမင်းကတော့ကွာအဲ့ဒါပါပဲ